တွေ့ကြရ restaurant operating system လို့ application တစ်ခုကိုကျွန်တော်တို့AI သုံးပြီးတော့မှအချိန်တို့အတွင်းမှာပဲဒါကြီးတစ်ခုလုံးကိုကျွန်တော်တို့ဖန်တီးပြပေးတော့မယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်လည်းကြည့်လိုက်အောင်အခုကျွန်တော်သုံးမဲ့ဒီ AI tool ကကြတော့ကျွန်တော်တို့အကုန်လုံး content creation သမားတွေဆိုရင်တော်တော်လေးသိကြမယ်တော်တော်လေးအသုံးပြုနေကြတဲ့ဒါ tools တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ Canva ပါ Canva ထဲမှာကိုကျွန်တော်တို့ application တွေကိုကျွန်တော်တို့တည်ဆောက်လို့ရပါတယ် application ကို AI သုံးပြီးတော့ဖန်တီးတဲ့နေရာမှာအရေးကြီးဆုံးကတော့ကျွန်တော်တို့ prompt ပဲဖြစ်ပါတယ် prompt ကကျွန်တော်တို့အချက်လက်ကြကြနဲ့ဒါကိုလိုချင်တဲ့ဟာတွေကိုတည်တည်ချာချာ AI ကိုပြောပြပေးနိုင်ဖို့လိုတယ်ဒါမှသာ AI ကဘယ်လိုမျိုးပုံစံတွေနဲ့ဖန်တီးရမလဲဆိုတာကိုသူကချက်ချလက်ချနားလေပြီးတော့မှကိုလိုချင်တဲ့ရလဒ်တွေကိုရလဒ်အတွက်ကို application တွေထုတ်ပေးမှာဖြစ်ပါတယ်ဒီကနေပြီးတော့မှဒါကိုလိုချင်တဲ့ idea လေးပြောပြပြီးတော့မှထုတ်လိုက်တဲ့ prompt ဖြစ်ပါတယ်ဒီ prompt ကိုလိုချင်တော့ကျွန်တော် Telegram channel မှာကျွန်တော်မျှဝေပေးပါမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီ prompt လေးနဲ့ဒါဒီ app လေးကိုအရင်ဆုံးဖန်တီးလိုက်ပါမယ်အဲ့တော့ဒီ Canva မှာဖန်တီးရတဲ့ဒီ application တွေ website တွေဖန်တီးရတဲ့အပိုင်းကဆိုတော့အသက်ချက်တွေလည်းအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့တစ်ခုချင်းစီเนาะဒီထဲမှာကျွန်တော်တို့စမ်းရင်းနဲ့ကျွန်တော်ပြပေးတော့ပါမယ် Okay အဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုတော့စောင့်ကြည့်ပေးတော့ပါเนาะ Okay ကျွန်တော်ဒီမှာတော့စပြီးတော့ run လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒါကို AI နဲ့အခုနောက်ပိုင်းဒါကျွန်တော်တို့က coding ရေးပြီးတော့မှ application ဆွဲတယ်နော် website တွေလုပ်တယ်ဒါတွေကိုအခုနောက်ပိုင်းခေတ်စားလာတာတော့ vibe coding လို့ခေါ်ပါတယ်နော်ဒီလိုမျိုး vibe coding လုပ်ပေးတဲ့software တွေလည်းအများကြီးထွက်လာတယ်ဒါ Gemini တို့ဒါ Google AI Studio တို့ဆိုရင်လည်းဒါတော်တော်လေးကိုနာမည်ကြီးတဲ့ထဲမှာပါတယ်တခြားဒါတကယ် pay version နဲ့သုံးရတဲ့ဟာတွေနော်ဒါဒီလိုမျိုး vibe coding software တွေအများကြီးမှအများကြီးရှိပါတယ်ဒီတွေကမှကျွန်တော်တို့ free လေးသုံးလို့ရတယ်ပြီးတော့မှမြန်မာထေးရလည်းသုံးလို့ရတယ်မျိုးလိုပုံစံမျိုးတွေကြတော့တစ်ခါလေကြာရင်သူကျွန်တော်တို့က block လုပ်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့သုံးရတဲ့ခါကျရင်ခက်ခဲရှိရပေါ့နော်အဲ့ဒီကိုဝင်ပြီးတော့မှကျွန်တော်တို့သုံးလို့မရတာတော့เนาะ desktop ကနေတဆင့်သုံးရတာမှာဒီ VPN အခက်အခဲတွေကြောင့်သုံးလို့အဆင်မပြေတာတွေအများကြီးရှိတယ်ဒီ Canva ကကြတော့ကျွန်တော်တို့တော်တော်များများနဲ့မြန်မာထေးရတော်တော်များများနဲ့လေဒါသုံးပြုနေကြဖြစ်တယ်ပြီးတော့ကျွန်တော်တို့တော်တော်လေး familiar ဖြစ်နေတဲ့ tool ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုသုံးသင့်တဲ့ဒါရွေးချယ်တဲ့ထိုးတစ်ခုလို့မြင်တယ်ပြီးတော့မှသူ့စီမှာ customize လုပ်လို့ရတယ် domain ကို customize လေးလုပ်လို့ရတယ် publish လေးလုပ်လို့ရတယ်ကိုက website တစ်ခုဖန်တီးလိုက်ပြီဆိုရင်ဒါကိုကျွန်တော်တို့ publish အလုပ်တစ်ခုလုပ်ပြီးတော့မှဖန်တီးလို့ရတယ်ဆိုတော့ဒီ Canva ကိုကျွန်တော်တို့ free နီးပါးလေးသုံးလို့ရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့အခက်အခဲလုံးဝမရှိဘူးပေါ့နော်ဆိုတော့ Canva ကကျွန်တော်တို့ top choice ရွေးချယ်တဲ့ vibe coding app တစ်ခုဖြစ်တယ်လို့ကျွန်တော်ကပြောချင်တယ်ကဲသူကတော့ဒီသူ့ဘက်ကထွက်လာတဲ့ result တွေကဘယ်လိုရှိမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ကြပါမယ်သူ့ဘက်ကနေပြီးတော့မှကျွန်တော်တို့ခုနက prompt ရိုက်ထိလိုက်တဲ့ပုံမှာမူတည်ပြီးတော့သူကဘာတွေလုပ်သွားမလဲဆိုတဲ့ဟာကိုသူကအစင်းလိုက်ချင်းစီဘာတစ်ခုပြီးတစ်ခုဘာတွေလုပ်သွားမလဲဆိုတာကိုဒီထဲမှာကျွန်တော်အရင်ဆုံးဒါရှင်းပြပေးရပေါ့ပြီးတော့မှအောက်မှာမေးထားတယ်အဲ့တော့ဘာတွေထည့်ကျင်သေးလဲပေါ့နော်ဒီထက်ပိုပြီးတော့မှတချို့အပိုင်းတွေကိုဒါ dip တိုင်းတော့ကျင်တာတွေရှိလားပေါ့နော်ဘာတွေလုပ်ချင်သေးလဲဆိုတာကိုမေးတယ်အဆင်ပြေရဆိုရင်တော့ကိုယ်အနေနဲ့ကတော့ဒါသူ့ကို yes လို့ပြောလိုက်ရင်proceed လို့ပဲ yes proceed app creation လို့ပဲကျွန်တော်ကရေးလိုက်မယ်သူထပ်ပြီးတော့မှမတောင်းတော့ဘူး app ထွက်လာပြီးတော့မှဘာတွေလုပ်မလဲဆိုတာကိုတစ်စင်းကျွန်တော်တို့သူကိုပြန်ပြင်ခိုင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာသူကဒီလို idea လေးတွေနဲ့ဘာတွေလုပ်မယ်ဆိုတဲ့အဆင့်ကိုပြောပြပြီးတော့မှကျွန်တော်တို့က okay ဆိုပြီးတော့မှသူကဘာလုပ်ပေးလဲဆိုတော့ဒီမှာ code တွေကိုသူကရေးပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး AI သုံးပြီးတော့ကျွန်တော်တို့ code ရေးတာကြတော့ vibe coding လို့ခေါ်ပါတယ်နော်အဲ့တော့ vibe coding လုပ်တဲ့အပိုင်းမှာဆိုရင်အခုက AI ရဲ့နည်းပညာတွေနဲ့ဆိုရင်တအားလေးကိုမြန်ဆန်လာတယ်ပြီးတော့မှ vibe coding နဲ့သုံးတဲ့ application တွေကလည်းဒါဖန်တီးလို့ရတဲ့အနေအထားတွေကိုရောက်ရှိလာတယ်အသုံးပြုလို့ရတဲ့အနေအထားတွေကိုရောက်ရှိလာတာဖြစ်တဲ့ကြောင့်ဒီနည်းပညာကတအားလေးပြီးတော့မှတော့ဒီကောင်ကပို့ပြီးတော့မှဒါအများကြီး improve ဖြစ်လာနိုင်မဲ့အခြေအနေရှိရပဲအခုဆိုရင်တော့မှဒီ vibe coding AI သုံးပြီးတော့မှကျွန်တော်တို့ coding ရေးတဲ့ပိုင်းတွေ application ဖန်တီးတဲ့ပိုင်းတွေ application ဖန်တီးတဲ့သူတွေတော်တော်လေးရှိနေကြပြီเนาะတချို့ဆိုရင်ဒါ application တွေဖန်တီးပြီးတော့မှဒါဝင်ငွေတွေရှာနိုင်နေကြတဲ့ data တွေလည်းရှိနေကြပြီအခုကျွန်တော်တို့ application လေးထွက်လာပြီပေါ့နော်ဒီမှာကျွန်တော်တို့ home view မှာကြတော့ customer waiter admin kitchen ဆိုပြီးတော့မှဒီလိုမျိုး category တွေခွဲထားတယ် customer အနေနဲ့ဆိုရင်သူ့ကိုဒါ menu အနေနဲ့မြင်လို့ရတယ်ပြီးတော့မှ waiter အနေနဲ့ဆိုရင်တော့ဒါခုံတွေကိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ခုံဒါ table 1 2 3
လိုမျိုးရွေးလို့ရတယ်ပေါ့နော်ဆိုတော့တချို့ပိုင်းတွေမှာကျတော့ကျွန်တော်ပြန်ပြီးတော့မှ AI ကိုပြန်ခိုင်းရမယ့်ဟာလေးရှိရပေါ့လိုအပ်ချက်တွေရှိနေဆိုရင် AI ကိုဒီထဲမှာပြန်ပြောလို့ရတယ်ပြီးတော့ဒီ kitchen မှာလည်း display system ဆိုတဲ့ဟာကတော့ဘာမှမပေါ်ဘူးဒါပေမဲ့ဒါကကျတော့ customer မှာလိုက်တဲ့ဟာပုံမှာမူတည်ပြီးပေါ်မယ်ပေါ့ဒီမှာကျွန်တော် apps လောက်လိုက်မယ်ပေါ့နော်ဟောဒါကလည်းအလုံးမလုံးတာတွေ့ရတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကလိုအပ်ချက်တွေကိုဒါတော့ပြောရမယ်ပေါ့နော်ဆိုတော့the features တွေကအလုံးမလုံးဘူးဆိုတော့ဒီမှာအဲ့လိုမျိုးလေးပြောလိုက်မယ်နော်အဲ့တော့ဒီမှာထွက်လာတဲ့တချို့သူ့ရဲ့ design တွေထားတယ်သုံးထားတဲ့ပုံတွေဒါတွေကိုမကြိုက်ဘူးဆိုရင်သူကိုတော့ကျွန်တော်တို့တော့ပြောပြီးတော့ပြင်ခိုင်းလို့ရတယ်အဲ့တော့ကိုယ့်ကိုယ်သူကပြန်ရေးပေးနေပေါ့နော်လောက်ခိုင်းထားတာလေးကတော့ပြီးသွားပြီပေါ့နော်အဲ့ဒီတစ်ခါစမ်းကြည့်မယ်အဲ့ဒါဆိုရင်ဒါ customer အနေနဲ့ဝင်ပြီးတော့မှ add လုပ်လိုက်မယ်ဒီမှာ order လေးမှာတက်လာတာတွေ့ရပါတယ်ဒီမှာတစ်ခါတည်းနော်food ကိုလည်းဒီမှာကျွန်တော်တို့ menu က food ထဲကိုလည်းဒီမှာထည့်တယ် pricing ရောပါတယ် total ရောတွက်ပေးထားတယ်tax ဆိုတာလေးရောပေါင်းပေးထားတယ်ပေါ့နော်နှစ်ခုလောက်ပေါင်းလိုက်မယ်ပေါ့နော်ဒီမှာတက်သွားတယ် okay အဲဆိုရင်ဒီဟာတက်ပြီးတော့မှကျွန်တော်တို့က table ဘယ်လောက်လဲပေါ့ table 6ဆိုတာလေးကိုထည့်ကြည့်မယ်ပြီးတော့ customer name ကစသဖြင့်ပေါ့နော်တစ်ခုထည့်လိုက်မယ်ပြီးတော့သူရဲ့ special interest သူကဘာတွေကြိုက်တယ်လဲပါလဲစသဖြင့်ပေါ့ delivery ထဲမှာတော့မထည့်တော့ဘူးအဲ့လေးကိုထည့်ပေးထားတယ် okay place order ဆိုတာကိုနှိပ်ပေးလိုက်မယ်ဒါ processing လုပ်ပြီးတော့မှဒီမှာ order ဆိုတဲ့ဟာကိုရောက်သွားတယ်ပေါ့နော် edit order အဲ့တော့အဲ့ဒါကိုကျွန်တော် back to home ကိုပြန်သွားပြီးတော့မှ kitchen လေးကိုသွားကြည့်မယ်okay အဲ့ဆိုရင် kitchen ကဒီမှာဒါကိုရသွားပြီเนาะ kitchen ကရသွားပြီအဲ့ဒါကို kitchen က accept order လုပ်လိုက်မယ်သူတို့ပြင်ဆင်ပြီပေါ့နော် set order order ပြီးတော့မှဒီဘက်မှာ waiter waiter အနေနဲ့ဆိုရင်လည်းဒီ number 6မှာခုနကကျွန်တော်ရွေးလိုက်တာဖြစ်တဲ့ကြောင့်6က occupy ဖြစ်နေတယ်ဆိုတာကိုသူအနေနဲ့မြင်ရတယ်အဲ့တော့ဒီတန်တဲ့ table တွေကလွတ်နေတာကိုလည်းသူကကြည့်လို့ရတယ်အဲ့တော့ဘယ် table တွေက occupy ဖြစ်တယ်ဘယ် table တွေက available ဖြစ်တယ်ဆိုတာတွေကိုလည်းသူတခါတည်းမြင်ရတယ်ပြီးရင်ဒီဘက်မှာကကြတော့ဒါ admin ပေါ့ admin အနေနဲ့ဆိုရင်တော့ဒါfinance ကိုင်တဲ့လူတွေနဲ့ဆိုပါတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ revenue ကဘယ်လောက်ရတယ်เนาะဒါကိုကြည့်လို့ရတယ် revenue trend တွေအထိသူ9ရက်စာအထိကိုကျွန်တော်တို့လိုက်ပြီးတော့မှ checking လုပ်လို့ရတယ်လေတွေ့လို့ရတယ် recent orders မှာဒါ preparing လုပ်နေရဆိုတဲ့ status ကိုဒီမှာပြရတယ် preparing လုပ်နေတဲ့ status ကိုလည်းဒီမှာတွေ့လို့ရတယ် customer name two items เนาะ total ဘယ်လောက်ဆိုတာကိုလည်းဒီမှာကြည့်လို့ရတာမျိုးပါတယ်အဲ့တော့ဒါအောင်မှကျွန်တော်တို့ကပို့ပြီးတော့မှဒါဖြည်းဖြည်းချင်းနဲ့ upgrade ပြန်လုပ်တော်လို့ရတယ်ပေါ့နော်အများကြီးပေါ့အဲ့တော့ဒါဒီထဲမှာဆိုတော့ဒါလိုအပ်ချက်လေးတွေတော့ရှိမှာပဲပေါ့နော်ဒါကတော့じゃ generally အနေနဲ့ပဲ basic ဖန်တီးထားတဲ့application လေးဖြစ်တဲ့အတွက်ကြောင့်လိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်ဒီမှာဆိုရင် preparing လုပ်နေပြီးတော့ဒီ preparing ကိုပြီးတော့ပြီဆိုတာကိုကျွန်တော် status မှာဘယ်လိုသိနိုင်မလဲအဲ့အားလေးလည်းစဉ်းစားစရာရှိရပေါ့နော်အဲ့တော့ဒီထဲမှာအဲ့ဒီပိုင်းကကြတော့ဒီမှာဆိုရင်ဥပမာဒီ kitchen မှာ order ဒီမှာဒါလေးလုပ်လို့ရတယ်ဒါလေးပေါ်လာ market ready အဲ့တော့ဒါပြင်ပြီးသွားပြီဆိုရင်ဒီထဲမှာကျွန်တော် mark as ready ဆိုတာလေးနှိပ်လိုက်အဲ့တော့ကျွန်တော်အိမ်မှာ order status ကိုကျွန်တော်တွားကြည့်မယ် order status ကိုwaiter အနေနဲ့တွားကြည့်လို့ရတယ်အဲ့ဒါဆိုရင်ဒီ ready ဆိုတာလေးကို waiter ကကြည့်ရနဲ့တန်းမြင်ပြီးတော့သူကတခါတည်း kitchen ကိုတွားပြီးတော့ယူအောင်ပဲပေါ့နော်အဲ့တော့တခါတည်း kitchen ကိုတစ်ခေါက်သွားပြီးတော့မှကျွန်တော်တို့နော် working သွားပြီးတော့မေးစရာမလိုဘူးဒီရဲ့ software လေးထဲမှာပဲသူကဝင်ကြည့်လို့ရတယ်ဒါ visit ပဲရှိသေးတယ်ဒါပေမဲ့ using လေးနဲ့ဒါ restaurant အသေးတွေဆိုရင်ဒီလိုပုံစံမျိုးလေးနဲ့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ operating လုပ်တဲ့နေရာမှာအများကြီးဒါပို့ပြီးတော့ smooth ဖြစ်တော့မှာပေါ့နော်အဲ့တော့ customer တွေအတွက်လည်းဒါမကြတော့ဘူးwaiter တွေအတွက်လည်းကျွန်တော်တို့ဒါအပန်းမကြည့်တော့ဘူးပေါ့နော် waiter တွေအတွက်လည်းဟိုပြေးရဒီပြေးရမဖြစ်တော့ဘူးဒီ software လေးထဲကနေပြီးတော့ကြည့်ပြီးတော့သုံးလို့ရတယ်။အော်ဒီမှာဆိုရင်ဒီကျွန်တော်တို့ဒီ admin view ကိုပြန်ဝင်လိုက်မယ်
ဝင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ ready ဆိုတဲ့ status ကိုတွေ့ရတယ်ပြီးသွားပြီပေါ့နော်အဲ့တော့ customer ဘက်ကအဲ့ဒါ empty ဖြစ်သွားပြီပေါ့နော်ပထမတစ်ခုကတော့ဒါ order မှာပြီးသွားပြီဆိုတော့ပေါ့အဲ့တော့ဒီ edit order တစ်ခုရှိရဆိုတာကိုတွေ့ရတယ် waiter ဒီမှာနောက်ပါလဲဆိုတော့ဒီဟာပြီးသွားပြီဆိုတဲ့ဟာကို waiter အနေနဲ့အကုန်လုံးပြီးသွားပြီဆို waiter ဘာကိုလုပ်လို့ရလဲဆိုတော့ market serve ဆိုတာကိုနှိပ်လဲလို့ရတယ်အဲ့တော့ပြီးသွားပြီပေါ့နော်ဒီ customer ကပြီးသွားပြီပြန်သွားပြီဆိုတဲ့ဟာလေးပေါ့ဒါလေးကိုကျွန်တော်ခုနရှာနေရအဲ့တော့ဒါလေးပြီးသွားဖြစ်တဲ့6က available ပြန်ဖြစ်သွားပြီ customer ကသုံးဆောင်ပြီးသွားပြီအဲ့တော့ပြန်သွားပြီဖြစ်တဲ့အခြေအနေမျိုးမှာဒီမှာဆိုရင် admin အနေနဲ့ဒါ completed ဆိုတဲ့ order လေးကိုတွေ့ရမယ်။နောက် order တစ်ခုနဲ့ကျွန်တော်ပြန်ပြပေးမယ်ပေါ့နော်။နောက် customer တယောက်ကနေပြီးတော့ဒါနောက်3ခုလောက်မှားမယ်ပေါ့နော်။မှားလိုက်ပါမယ်အများကြီး။အဲ့ဒါဆိုရင်ဒါကဘယ်ကိုရောက်သွားမလဲ။ waiter အနေနဲ့ဆိုရင် order ဒီမှာကျွန်တော်တို့ edit order ဆိုပြီးတော့ပြ sorry ဒီထဲမှာကျွန်တော်ဒါကိုသွားရမယ်သွားပြီးတော့မှဒီမှာ name ပေါ့နော် customer name ကိုထည့်ထည့်မယ်ပေါ့customer ဒီတစ်ခါတော့ဒါ file ဆိုတာလေးနှိပ်လိုက်မယ်နော်ဒါ special ဒါတွေရောမထည့်တော့ဘူးဒါ place to order နော် order လုပ်လိုက်ပြီအဲ့တော့ဒီ customer ဘက်ကဟာပြီးသွားပြီအဲ့တော့ waiter ဘက်ကိုသွား waiter အနေနဲ့ဒါ occupy ဖြစ်သွားပြီဆိုတော့ဒီဟာကတန်းပြီးတော့မှ kitchen သွားမယ် kitchen ရောက်လိုက်ပြီ kitchen ကဒါကိုမြင်တော့ဒါ sub order ထပ်လုပ်တယ် okay ဖြေပါပြီးသွားပြီเนาะပြီးရင်ဒါပြင်ဆင်ပြီးသွားပြီဖြစ်တဲ့ကြောင့် market နော် market ready လောက်လိုက်ပြီးတော့မှအိမ်ရော waiter ပြန်သွားပြီးတော့ ready ဆိုတဲ့ဟာလေးကိုသူတွေ့မယ်ပေါ့နော်အဲ့တော့အိမ်မှာအဲ့ status လေးတော့ customer တွေကဒါတွေသုံးဆောင်ပြီးသွားပြီဆိုရင် market serve ဆိုတာလေးကိုနှိပ်လိုက်ပြီ okay ဒီတစ်ခါကျွန်တော်တို့ admin view လေးကိုသွားပြီးတော့ကြည့်ချင်တာအဲ့တော့ဒီမှာဆိုရင်ဒီမှာ total revenue ဘယ်လောက်ရနေပြီဆိုတာလေးကိုလည်းတွေ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက် total revenue ကဒါ two orders ရှိနေပြီမနေ့ကထက်ဆိုင်ဘယ်လောက်ထိရလဲဆိုတော့ comparing တွေလည်းသူလုပ်ပြပေးတယ်ပေါ့နော်ဒီ system တွေမှာနောက်တစ်ခါလည်းကျွန်တော်တို့ကဒါ cost တွေရော revenue တွေရောတခါလေးတွက်လို့ရသွားတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင် customer order number နဲ့เนาะကျွန်တော်တခါလေးသူတွက်ပြထားတယ်ဒီမှာ item ပဲတစ်ခုမှာသွားတဲ့ total ဘယ်လောက်လဲเนาะ total revenue ရောဘယ်လောက်ရှိလဲဆိုတာကိုတွေ့လို့ရတော့ပြီပေါ့နော်ဆိုတော့ဒါရိုးစစင်းလေးနဲ့တော်တော်လေးကိုအသုံးတည်တယ်ဒါတော့ဒီကျွန်တော်တို့အချိန်တိုတွင်းမှာပဲဖန်တီးလိုက်တဲ့ဒါ app လေးပဲဖြစ်တယ်အဲ့တော့ဒီအကောင်ကမှဥမာကျွန်တော်နည်းနည်း update လုပ်ပြပေးအောင်မယ်အဲ့တော့ဒါကကျွန်တော်ဒီထဲမှာဆိုရင်ဒီမြန်မာလိုကြီးမဖြစ်နေဘူးပေါ့နော်ပြီးတော့မှမြန်မာဒီမှာဒေါ်လာရင်းနဲ့ဖြစ်နေတဲ့အခါကျတော့ဒါကိုမြန်မာလိုနော်အဲ့ဒါတွေကို menu item ကိုလည်း Burmese food တွေကို update လုပ်ပေးmore food category လုပ်ပေးလို့ကျွန်တော်သူကိုပြောလိုက်မယ် and change currency to mmk ပေါ့နော်မြန်မာကျပ်ဒါလည်းလုပ်ပေးဆိုပြီးတော့သူကိုပြောလိုက်မယ်နော်အဲ့တော့တစ်ချိန်လေးမှာကျွန်တော်တို့သူ့ကိုအများကြီးလုပ်ခိုင်းတာတော့မကောင်းဘူးပေါ့နော်ဒီ AI ကိုကျွန်တော်တို့ app ရေးခိုင်းတဲ့အချိန်မှာဆိုတော့တစ်ချိန်လေးမှာသူ့ကိုအဓိကလုပ်စေချင်တဲ့ပြောင်းလဲစေချင်တဲ့အရာတွေပေါ့နော် update လုပ်စေချင်တဲ့အရာတွေကိုသူ့ကိုခိုင်းတာကောင်းတယ်အဲ့ဆိုရင်သူ့အနေနဲ့အဲ့ဒီဟာကို focus တေချာထားပြီးတော့မှဒါသူပြန်ပြီးတော့ update ပြန်လုပ်ပေးလို့ရတယ်အဲ့တော့ဒီထဲမှာဆိုရင်တော့ကျွန်တော်ခိုင်းလိုက်တဲ့ဟာဆိုရင် Fugati ကို update လုပ်ပေးပြီးရင် currency change ပေးဆိုတဲ့နှစ်ခုပြောလိုက်တယ်ပေါ့နော်ဒါလေးကိုကျွန်တော် update ပြန်လုပ်ခိုင်းလိုက်မယ်အဲ့တော့သူ့ဘက်ကနေပြီးတော့မှဒါ thinking model ကရှိပြီးသားပေါ့နော်ကျွန်တော်ပြောလိုက်တဲ့ prompt ကိုပဲသူက direct ကြီးနဲ့ကျွန်တော်ထုတ်ပေးတာမဟုတ်ဘူးအဲ့ဒါကိုမှသူ့ဘက်ကပိုကောင်းအောင်ဆိုရဲ thinking သူလုပ်ပေးတယ်အဲ့တော့ let me think ဆိုတာလေးပေါ်နေတာဖြစ်တယ်အော်ဒီမှာတော့အကုန်လုံးကိုသူကမြန်မာလိုကြီးပြောင်းချပလိုက်တယ်ပေါ့နော်အဲ့တော့သူ့ကိုဒါကျွန်တော်ကဒါ English လိုဟာလေးရော menu မှာလုပ်ပေးပါဆိုရင်တော့လည်းပြန်ပြောင်းလို့ရတယ်ဒါပဲရပါတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဒီမှာဆိုရင်ဒါမုတ်နေမြန်မာလိုပဲရေးထားတယ်မြန်မာလိုလေးရတယ်ပန်းမှန်ထုတ်ရေးတဲ့ coffee မဆွဲတဲ့မြန်မာလိုဘာသာပြန်ထားတာလေးမှာတော့နေအားလေးချက်တွေတော့ရှိတယ် juice တွေဘာတွေကိုလောက်တာပေါ့ဒါဆိုရင်ရွှေကြည်ကြော်တဲ့စံပြောင်းတဲ့စံပုံစားဒါတွေတော့ရှိရပေါ့နော်မုံလီမီယာတော့ဒါတွေတော့မသိဘူးဂျင်းတုပ်ဆိုပြီးတော့လက်ဖက်တုပ်တို့ဘာလို့
တာဒီမှာတော့စပွဲချိုရရှိနိုင်သည်ဆိုတော့မြန်မာလိုရွေးသူလုပ်ပေးလိုက်တယ်ပေါ့နော်ဒီမှာကောက်ဆွဲတွေဘာတွေကတော့ရေးထားမှာမှာတချို့ဟာလေးပဲနည်းနည်းမှားနေပေါ့နော်တော်တော်များများတော့အမှားဒီအတုတ်တင်မှာလေဒါတချို့လောက်ပဲမရုပ်ပေးတော့ဆရာတော့မကြောက်ဘူးဟိုက်တွန်းလိုက်ပဲအဲ့တော့ဒါကကို idea ရှိတယ်လို့အများကြီးသူ့ကိုပြင်ခိုင်းသွားလို့ရတယ်။ Okay ဒီအနေထားလောက်ဆိုရင်တော့ကျွန်တော်တို့ဒါဘယ်လိုဖန်တီးရမလဲဆိုတော့သဘောပေါက်သွားပြီပေါ့နော်။ update တွေကတော့ဒီထဲမှာသူ့ကိုပြောပေးလိုက်အောင်ပဲတိတ်အခက်အခဲမရှိပါဘူး။ဒီမှာဆိုရင်ကျွန်တော်တို့သူ့ဘက်ကနေဘာတွေသူလုပ်လိုက်ပြီးပေါ့နော်။ဘာထပ်ပြီးတော့သူဘာလုပ်ပေးရမလဲဆိုတာမေးထားတာရှိရယ်။ system ကြီး already functional ဖြစ်သွားပြီ။ task kitchen ဆိုတော့ဒီမှာ which will I may continue translating the remaining sessions တဲ့အဲ့ဒါလည်းထပ်မေးထားသေးတယ်အဲ့ဒါတော့မလို့တော့ဘူးပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်ကဒီအနေထားလေးကိုကြိုက်ပြီးဆိုရင်တော့သူ့ကိုဒါ public ဆိုတာလေးကိုနှိပ်ပြီးတော့လုပ်လို့ရတယ်အဲ့အပိုင်းလေးကိုတော်တော်လေးသဘောကျတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျန်တဲ့ဒီတော်တော်လေး Vicon ရဲ့ app တွေမှာကျတော့ဒီဟာလေးကဒီလောက်အနေထားထိ public access ကိုလုပ်ဖို့အတွက်ကိုတော်တော်လေးpaid version တွေနဲ့မှအဆင်ပြေပါပေါ့နော်အဲ့တော့အခုဒီ Canva မှာကျတော့လွယ်တကူဒီလိုမျိုးလေးလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကိုက application လေးတစ်ခုဖန်တီးထားတဲ့အဆင့်လေးပြည့်နေပြီဆိုရင်ဒါကို public access ရအောင်အလွယ်တကူနဲ့လုပ်လို့ရတယ်အဲ့တော့ဒီကိုယ့်ရဲ့ဒီ restaurant name လေးအပါလုပ်လို့ရတယ်ပေါ့နော်နောက်က mycanva.site ဆိုတာကဒါကိစ္စသိမ့်မရှိဘူးလေနော်လောလောဆယ်အနေထားနဲ့ဒါ mycanva.site ဆိုတာလေးသုံးပြီးတော့အဓိကလူတွေကရှေ့ရ domain ကိုပဲကြည့်ကြတာဆိုတော့ဒီကို domain လေးပါသွားတယ်ကိုယ့်ရဲ့ website တစ်ခုအနေထားလေးနဲ့လေဒါဖြစ်သွားတယ်ပေါ့နော်ဆိုတော့ domain တည်တံ့ကိုလောလောဆယ်မှာ domain မဝေချင်သေးဘူးဆိုရင်သုံးစရာမလိုဘူးတကယ်တော့ကိုယ့်ရဲ့လုံးဝအပြီး domain.com တွေပါရင်လည်းလုပ်ချင်နေဆိုရင်တော့ဒီထဲမှာ upgrade နဲ့လုပ်လို့ရတယ်ပေါ့နော် upgrade to Canva business သို့မဟုတ် buy new domain ကိုမှတစ်နှစ်စာကိုမှဘယ်လောက်ပဲ$18လောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ9000ဝန်းကျင်6000ပေါ့ဗျာ website တစ်ခုဖန်တီးပြီးတော့မှအဲ့ဒီ3သိန်းအောက်လောက်နဲ့တော့မှဒီလိုမျိုး website တစ်ခုကိုတစ်နှစ်စာဖန်တီးလို့ရတယ်ဆိုတော့တော်တော်လေးကိုဒါဈေးသက်သာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ Canva ကကျွန်တော်တို့ website ဖန်တီး application လုပ်တဲ့ထဲမှာလေဒါစဉ်းစားတင်နေအချက်ထဲမှာပါပါတယ်အဲ့တော့ channel by code ရဲ့ app တွေမှာတော့ဒါ Google ကထုတ်တဲ့ by code ရဲ့ app တွေမှာတော့အားသာချက်တွေအများကြီးရှိရတော့ရှိရပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအလွယ်တကူ access လုပ်ဖို့ပေါ့နော်ပြီးတော့မှဒီ publish လုပ်ဖို့အတွက်တွေမှာဆိုရင်တော့ဒါ Canva ကကျွန်တော်တို့မြန်မာတွင်နဲ့ဆိုရင်တော်တော်လေးကိုက်ညီမှုရှိတယ်တော်တော်လေး comfortable ဖြစ်တယ်သုံးရတာလည်းအရင် comfortable ဖြစ်တယ်လို့ပြောလို့ရပါတယ် Okay အဲ့ဒါဆိုရင်ဒီနေ့မှာတော့ကျွန်တော် Canva AI ကိုသုံးပြီးတော့မှကျွန်တော် restaurant operating system application တစ်ခုကိုဖန်တီးပြသွားပါတယ်ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့တခြားဒီ AI တွေသုံးပြီးတော့မှဘယ်လိုမျိုးကျွန်တော်ဖန်တီးမှုတွေလုပ်ကြမလဲဆိုတာကိုစောင့်ကြည့်ပေးပါဦးအားလုံးစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ